collagen ကိုတောက်စရာမလိုဘဲနဲ့အစားတောက်ကနေရနိုင်မယ်ဆိုရင်စိတ်ဝင်စားကြလားစားတောက်9မျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်မဒေါက်တာဆူရီပါအရေးပြားနဲ့လှပဆရာဝန်ပါအဲ့တော့ collagen ရနိုင်တဲ့အစားတောက်တွေဆိုရင်တော့အယိုးပြုတ်ရည်ပေါ့နော်လူတိုင်းသိကြပါတယ်အဲ့တော့ကြက်တို့မဲတို့ဝက်တို့အယိုးပြုတ်ရည်တွေမှာcollagen တန်းများစွာပါတယ်အဲ့တော့နံပါတ်1ပေါ့ bone broth ပေါ့နံပါတ်2အနေနဲ့ကကြတော့ကြက်ရဲ့အရေခွန်နဲ့နောက်ပြီးတော့အယိုးနုပေါ့နော်အဲ့ဒါလေးတွေကလည်းရတတ်ပါတယ်နောက်နံပါတ်3အနေနဲ့ဆိုလို့ရှိရင်တော့ပင်လယ်ငါးပေါ့ salmon skin ပေါ့နော်အရေပြားကြီးလည်းကောင်းနေပြီအဲ့ရနေလည်းရတတ်တယ်ပေါ့နော်နောက်နံပါတ်4အနေနဲ့ကကြတော့နို့နဲ့နို့ထွက်ပစ္စည်းပေါ့အဲ့ဒါလေးတွေကလည်းအဆင်ပြေတယ်နောက်နံပါတ်5ဆိုလို့ရှင်တော့ဒါ vitamin C ပေါ့သူကကြတော့ဟိုဓာတ်ရိုက်ထုတ်တာမျိုးမဟုတ်ဘဲနဲ့ collagen ထုတ်တာကိုသူကအားပေးတာပေါ့အဲ့တော့ berry သီးတို့လိုမျိုးဒီတမယာသီးလိုမျိုးဒီvitamin C ပြေဝတဲ့ဟာတွေပေါ့နော်kiwi တို့လိုမျိုးအဲ့ဒါမျိုးလေးတွေစားပေးလို့ရပါတယ်